ဆရာတင်တဲ့ကြောင်းကဘယ်မှာလဲဆိုလို့ရှိရင်ရန်ကုန်မြောက်ဥက္ကလာ1ရပ်ကွက်သူမိတ်တာ16လမ်းတိုင်းအမှတ်994ဖြစ်ပါတယ်နော်ဒါဆရာတင်တဲ့ကြောင်းကမြောက်ဥက္ကလာမှာပဲဖွင့်ထားတာပါတခြားမြို့နယ်တွေမှာတန်းခွဲဖွင့်ထားတာလုံးဝမရှိပါဘူးနော်တင်တဲ့ချိန်ကမနက်7နာရီကနေပြီးတော့ညနေ9နာရီထိဖြစ်ပါတယ်ဩဂတ်21ရက်နေ့တင်တဲ့စမှာဖြစ်ပါတယ်21 22 23 3ရက်တင်တဲ့ဖြစ်ပါတယ်ဒီနေ့တင်ချိန်9နာရီအပြည့်တင်ယူရမယ်9 3 21နာရီ course ဖြစ်ပါတယ်နော် commercial course ဖြစ်ပါတယ်ဆရာတင်တဲ့ကြောင်းကဘယ်လိုလူမျိုးတွေတင်ယူတင်လဲဆိုလို့ရှိရင်အချိန်အများကြီးမပေးနိုင်ဘူး3ရက်လောက်ပဲပေးနိုင်မယ်တစ်စက်ရပညာရက်ကိုချစ်ထရောက်လဲတင်ယူခြင်းနဲ့အခြေခံကနေစပြီးတော့တင်ယူခြင်းနဲ့ဆိုတဲ့ပုံကိုယ်တွေတင်ယူတင်ပါတယ်ရှားတင်တဲ့ကြောင်းမှာတစ်စက်ရက်ကိုအခြေခံနဲ့စပြီးတော့တင်ပေးတယ်အခြေခံပေါင်ကျစ်တာတွေပေါင်ဖောက်ပုံကူတာတွေစေးဆက်စေးရိုက်တာတွေကိုယ်တိုင်လက်တွေလုံနိုင်တဲ့အထိဆရာကသင်ကြားပေးတာဖြစ်ပါတယ်တော်အကောက်မှာဆိုလို့ရှိရင်နေ့စဉ်သင်ကြားတဲ့သင်တန်းရဲ့ပုံရိပ်တွေအမြဲတမ်းချပြထားပါတယ်အင်ဂျီထေဒီပေါ်မှာဆိုလို့ရှိရင်တကာလာနှစ်ကာလာထက်တာ CMYK ပုံတူရိုက်တာတွေက gas ထိအားလုံးသင်ပေးထားတယ်ဖုံညစ်တောင်တွေယောဂီတပတ်တွေ recycle ဘတ်ဖော်ရည်တွေပေါ်လုံးနှစ်ပတ်ရိုက်တာတွေအထိအားလုံးသင်ပေးထားတယ် plastic တွေပီနေတွေကော်ရက်တောင်တွေစက်ကူဂျက်ဖာတီမိုးကလဲတာ BB ပုတ်ဒါသင်ရုပ်အစုံလင်သင်ယူရမှာဖြစ်ပါတယ်နော် sub ပိုင်းတွေ sublimation ပိုင်းတွေ DTF ပိုင်းတွေကကစလက်ရိုက်ဆက်ရိုက်အစုံသင်ယူရမှာဖြစ်ပါတယ်ဒါပြင်ဆရာတင်တဲ့ကြောင်းက lifetime supporting ပေးထားပါတယ်လုပ်ငန်းလို့အခက်အခဲဖြစ်တယ်ဆိုလို့ရှိရင်မနေ့9နာရီကနေပြီးတော့ည7နာရီထိအချိန်မရွေးဖုန်းဆက်မိမြတ်လို့ရပါတယ်တင်တဲ့ကြောင်းဒီရွေးချယ်ပြီးတက်တဲ့အခါမှာကိုတင်ယူမဲ့တင်တဲ့ကြောင်းကတကယ်ပဲကိုတိုင်လက်တွေ့လှုပ်ဆောင်နိုင်အောင်တင်ပေးတဲ့တင်တဲ့ကြောင်းလားတုတ်ထက်ပို့ပြီးရေးကြီးတာကတင်နန်းပြီးနောက်ပိုင်းမှာတကယ်ရောဖုန်းဆက်မေးတိုင်းဖြည့်ပေးတဲ့တင်နန်းကြောင်းလား review တွေဘယ်လောက်ရှိလဲ recommend တွေဘယ်လောက်ရှိလဲတကယ်ရောတက်မြောက်အောင်တင်ပေးတဲ့လုပ်ငန်းရှင်ဘယ်လောက်ထိမွေးထုတ်ထားလဲဒါတွေကိုအရင်ဆုံးကြည့်ရမယ်ကိုနဲ့အဆင်ပြေတဲ့တင်နန်းကြောင်းကိုဒါရွေးချယ်တင်ယူရမှာဖြစ်ပါတယ်ဆရာတင်နန်းကြောင်းကဆိုလို့ရှိရင်2018ခုကနေ့ကဒီဇိုင်းမတ်ဖွင့်လာတာခုဆိုလို့ရှိရင်တင်နန်းအပတ်စဉ်300ရောက်ပါပြီတင်နန်းအပတ်စဉ်300ကဩဂတ်21တင်နန်းဖွင့်မှာဖြစ်ပါတယ်တင်နန်းအမယ်ဆိုလို့ရှိရင်တော့အခုအရင်ရပါစီတယ်တင်နန်းကြောင်းရဲ့ဖုန်းနံပါတ်3999826465 Viber မှာအမီဖုန်းနံပါတ်လိပ်စာပြီးတော့တင်နန်းလို့ရပါသေးတယ်ကျွန်တော်ကတော့ကဘာတစ်ဒဇက်ရိုက်တင်နန်းကြောင်းရဲ့ founder ဆရာကိုလေးဝင်းဖြစ်ပါတယ်တင်နန်းမှာပြန်လဲဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ်